အားရသောမင်္ဂလာညာချမ်းကိုဖြတ်တိုင်းမောင်ကောင်းတဲ့ဆိုင်နေကြိုးဆိုပါတယ်ခင်ဗျာဒီနေ့ဗာလေးနဲ့မိတ်ဆက်ပေးမလဲဆိုတော့ကျွန်တော်တို့ဗစ်တာမြန်မာခင်ဗျာကျွန်တော်တို့ level ကလေးရဲ့ level လေးရဲ့လက်စည်းလေးရဲ့ကော်လန်လေးရဲ့လုံးဝအမိုက်တော့ကာလာတုံးလေးတွေတူးကာလာတုံးလေးတွေနဲ့လုပ်ပေးတာပါတယ်ဈေးတန်းလေးတစ်ခုလည်းတန်မယ်ခင်ဗျာကျွန်တော်တို့2900တော့အောက်ကိုဖြည့်အောင်ပါခင်ဗျာကြည့်လိုက်တော့အနေထားကာလာဘာညာကတော့ပြောစရာမလိုအောင်တော့လှပတော့ကာလာလေးတွေစုံလင်ပါတယ်ခင်ဗျာ1 2 3 4 5 6 7 8 9 10 11ဗျာ12ထိပါတယ်အဖြူအောင်2အောင်ဖြစ်နေတဲ့အတွက်အဲကြောင့်မို့ကျွန်တော်တို့ဟိုပါပေါ့11လောက်ပဲပြလိုက်တယ်17ကလာပေါ့နော်အယောင်လေးကကျွန်တော်တို့အဖြူရဲ့ကျွန်တော်တို့ဒါလေးကဘာရောမခုံမလဲအပြရဲ့အစိမ်းရဲ့ကာကီရဲ့ခုခဲပြရဲ့ကြက်သွေးလေးရဲ့ဒီကောင်ကဇိမ်းပုတ်ဇိမ်းဖြော့လေးရဲ့ကျွန်တော်တို့ဟွာဖြော့လေးရဲ့ချောကလက်အသားရောင်ကျွန်တော်တို့ဟွာလေးကတော့မဲနယ်ပြာလေးပေါ့အဲ့လိုမျိုးလေးနော်ကာလာလိုင်းလေးကတော့လုံးဝချစ်စရာကောင်းစွာလှပနေပါမယ်ခင်ဗျာခဏနေမင်းသားတစ်လက်ဝတ်ပြပါမယ်တက်ကြည့်လိုက်တော့ကျွန်တော်ကော်လန်အသွားလာလေးကြည့်လိုက်ပါဦးတောင်းဖြောင်လေးကိုဒီလိုလေးစီးပေးထားတယ်လက်စီးလေးအမတန်းမှာတတ်ရတာပဲဝေဖာသားနော်ဝေဖာသားကိုကျွန်တော်တို့ခါးခွဲလေးပါမယ်ခင်ဗျာခါးခွဲလေးပါတော့ကျွန်တော်ဒီလိုဘောင်းမီလေးနဲ့ဝေဘက်ကီလေးနဲ့ဝေဟွာပေါ့တအားတားတော့ဒါလက်ဆိုင်ဗျာ तू ကကျွန်တော်ပြောမယ်80 280 380ကျွန်တော်တို့380ဒီပါတယ်380ဆိုတဲ့အားနည်းတဲ့အကြီးကြီးကိုကျွန်တော်တို့ခန္ဓာကိုယ်20ပခုံးဆိုင်20သမားကြီးရအောင်ခင်ဗျာကျွန်တော်လက်ဆိုင်တော့ဘာပြလေးလဲကြည်ရလေးလားအခဲပြလားကျွန်တော်ဒါမီဒီယမ်ဗျအသေးဆုံးစိုက်တော့ကျွန်တော်တော်တယ်ဆိုတော့တွက်ကြည့်တယ်ကျွန်တော်ပခုံးဆိုင်7ခွဲ18ရှိတယ်18ရှိတဲ့နေသားမှာကျွန်တော်မီဒီယမ်အထိဝေးလို့ရတယ်ဆိုတော့မီဒီယမ်လက်ဆိုင်လူချင်းမင်းတို့ကြိုက်တယ်လို့ဝေးလို့ရပါပြီဘာလို့လဲဆိုတော့အကြီးပိုင်းဆိုင်ရာပဲရပါတော့ကာတင်ပိုင်းဆိုင်ရာလုံးဝမသေးဘူးဗီတာမြန်မာဆိုတော့သိတဲ့အတိုင်းပဲလုံးဝမိုက်တယ်ကဲကြောက်စိမ့်လေးဟုတ်သလားကြောက်စိမ့်လေးနော်ကြည့်လိုက်တော့တောင်းတာနော်ဒီသူကတွဲဖက်မှုလေးတွေကမိုက်တယ်ဗျဗီတာမြန်မာဖြစ်တယ်ဈေးလက်လေးတစ်ခုလည်းတန်တယ်ခင်ဗျာကျွန်တော်တို့2900အောင်သူ့ရဲ့ကက်ဈေးလေးပဲပါတယ်ဗီတာမြန်မာဖြစ်တဲ့အတွက်ဈေးတန်းသဘောကတော့ကြီးတယ်ဘာကြောင့်မှမရှိဘူး80ကျွန်တော်ဝတ်ထားတာ80တွဲသွားပြီ80 280 380ဒီပါတော့ဆိုတော့တွက်ကြည့်လိုက်တော့တော့နဲ့ဖတ်တီးတွေကြီးပဲလုံးဝအစင်တန်းမြင့်မြင့်ဆိုတော့ဝတ်လို့ရသွားပြီကျွန်တော်လက်စည်းလေးကော်လန်စည်းလေးနဲ့တင်ကိုဈေးတန်းတစ်ခုက2900အောက်ဖြစ်တဲ့အတွက်တန်သွားပြီကျန်တဲ့ဘိုင်းကတော့ပြောစရာမလိုအောင်ဘယ်လိုဖြစ်သွားမလဲမသိဘူးကဲဒီလောက်ပါကျန်တဲ့ကလာလေးရွေးချယ်စရာဘာမှမလိုဘူးမလိုတဲ့အတွက်ကျွန်တော်နောက်ထပ်ဝေးမပြတော့ဒီ၄တဲ့အောင်လောက်ပဲဝေးပြလိုက်တော့ပဲเนาะကျန်တဲ့ကလာကနေပြီးတော့ကျွန်တော်တို့ messenger ကနေဖြစ်ဖြစ်ဟိုဟာ